တော်ရိုင်းတိရစ္ဆာန်တွေနဲ့ပတ်သက်ပြီးတော့ကမ္ဘာအံ့ဖွယ်တစ်ခုဖြစ်တဲ့ Great Migration ကြောင်းတင်သိပါတယ်လားအခုမြင်နေရတာကတော့ကင်ညာနဲ့တန်ဇန်နီးယားနှစ်နိုင်ငံကြားက Great Migration လို့ခေါ်တဲ့တိရစ္ဆာန်တွေအုပ်စုလိုက်ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပါတယ်ဒီရွှေ့ပြောင်းနေထိုင်မှုကကမ္ဘာကျော်တဲ့အထိကိုနောင်ပဲကြီးလာပါတယ်ကမ္ဘာအံ့ဖွယ်ရှစ်တွေကတစ်ခုလိုတောင်တင်စားပြီးပြောဆိုကြပါတယ် The Big Five လို့ခေါ်တဲ့ချင်းတေကြက်တစ်ဆင်ကျွဲရိုင်းတွေနဲ့ကြံ့တွေအပါအဝင်တော်ရိုင်းတိရစ္ဆာန်ပေါင်းစုံကိုတစ်နေရာထဲမှာမြင်တွေ့နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်နှစ်စဉ်နှစ်တိုင်းဇူလိုင်လကနေအော်တိုဘာလအတွင်းမှာတိရစ္ဆာန်အကောင်ရေတန်းနဲ့ချီအားကြက်မြစ်အစ်ကိုရှာဖွေကြပါတယ်ဒီလိုရှာဖွေကြရမှာသူတို့အတွက်အန္တရာယ်ရှိဆုံးချိန်ကတော့မာရာမြစ်ကိုဖျက်ကူးတဲ့ချိန်ဖြစ်ပါတယ်ရေထဲမှာပိုက်ဆာနေတဲ့မိချောင်းတွေကသူတို့ကိုစောင့်ကြိုနေတယ်လို့ကုန်းပေါ်မှာလည်းကြားနဲ့ချင်တဲ့တွေလိုအသားသားတော်တွေရဲ့ရန်ကနေလွတ်အောင်လဲအမြဲတမ်းရုန်းကန်နေရပါတယ်ကြီးရတာစိတ်ဝင်စားစရာကောင်းလာပြီမဲ့သူတို့အတွက်တော့ဒါရှင်တန်မှုရဲ့တိုက်ပွဲဖြစ်ပါတယ်မာရာမြစ်ကိုဖျက်ကူးတဲ့ချိန်မှာများစွာသောတိရစ္ဆာန်တွေကမိချောင်းတွေရဲ့ဖမ်းယူစားတော့ခြင်းကိုခံရပါတယ်ကံကောင်းသူတွေနဲ့ခွန်အားကြီးသူတွေဒါဒီမြစ်ရဲ့တစ်ဖက်ကန်းကိုတက်လှမ်းနိုင်ကြပါတယ်ဒီနေရာဆိုရင်တဘာဝရဲ့အစာကွင်းဆက်ဖြစ်တဲ့ဖူးချင်းတဘောတရားကိုအကောင်းဆုံးနားလည်နိုင်မဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အားကြီးသူတွေဒါစွမိုးနိုင်တဲ့တိရစ္ဆာန်တွေရဲ့လောကမှာအားနည်းသူတွေအတွက်တော့ကံကြမ္မာနဲ့ဉာဏ်ပညာကိုဒါအားကိုးရှာတော့မှာဖြစ်ပါတယ်